တော်စိုင်းထွန်းအေးပါကျွန်တော်မျိုးထိုင်းပါကျွန်တော်ကလေးကတော့ year 4မှာတက်နေပါတယ်ဟုတ်ကဲ့ကျမနာမည်ကဖြူပြစုံထုံးလို့ခေါ်ပါတယ်ကျမသမီးလေးကတော့အခုဒီBS1 ရဲ့ year 6မှာတက်ရောက်နေပါတယ်နာမည်ကတော့အိမ်တာရလို့ခေါ်ပါတယ်ဒီကတစ်ချက်ကတော့ကျွန်တော်တို့ international chain ဒီ North Anglia အောက်ကဟာပေါ့နော်ဒီဟာကတော့ဟို advantage တစ်ခုပေါ့နော်ကျွန်တော်ရဲ့အောက်မှာနောက်တစ်ခုကကြတော့ကျွန်တော်တို့ကဟို child safety ဒီကောင်ကျွန်တော်ကျောင်းပထမဆုံးလာလေ့လာတဲ့အချိန်မှာကျွန်တော်တို့ impress အဖြစ်ဆုံးကတော့ဒီ child safety မှာအဲ့ဒီဟာကြောင့်မို့လဲဒီကျောင်းကိုရွေးဖြစ်တာနောက်ပြီးတကယ်ကျောင်းကိုလာအပ်ပြီးလာတက်တဲ့အချိန်မှာကြတော့လဲဟိုဘယ်လိုခေါ်မလဲနှွေးထွေးတယ်ဒီကျောင်းကအဓိကဆရာမတွေနဲ့မိဘတွေနဲ့အတူတူတွဲပြီးအလုပ်လုပ်တာပေါ့နော်ဆရာမတွေလည်းမိဘအတန်နားထောင်တယ်မိဘလည်းဆရာမအတန်နားထောင်တယ်အဲ့လိုလေးတွေပေါ့အဲ့ဒါလေးတွေကတော်တော်လေးကောင်းတဲ့အချက်တွေပါမနစ်ကဆိုလို့ရှိရင်အမသမီးလေးကဒီတစ်နှစ်ကမှဒီအကြောင်းရောက်လာတာပေါ့နော်ပထမဆုံးနှစ်ကတော့သူအကြောင်းမှာအဆင်ပြေဖို့ပေါ့နော်သူနည်းနည်းစူးစမ်းတော့ပုံမှန်ပဲဒါပေမဲ့မနစ်ကမှာတော့သူ့ရဲ့ဆီယမနဲ့သူနဲ့တော်တော်လေးအဆင်ပြေတယ်ဆီယမကလည်းသူ့ရဲ့ပြောင်းလဲမှုလေးတွေပေါ့နော်ဒီနှစ်စဆိုလို့ရှိရင်ဘလို့နှစ်လယ်မှာဘလို့နှစ်ဆုံးကနေကြတော့ဘလို့ဆိုတော့ report ကိုတိတိကျကျလေးအမတို့ကိုပြောပြနိုင်တယ်ပေါ့နော်အမဆီယမနဲ့သွားပြီးတော့တွေ့တဲ့အချိန်မှာလည်းကလေးရဲ့တိုးတက်မှုကိုမြင်ရတယ်ပေါ့နော်ဆီယမနဲ့လည်းကလေးနဲ့ကတော်တော်လေးသူတို့တည်ချာတယောက်နဲ့တယောက်ပေါ့နော်ပြောနိုင်ဆိုနိုင်တယ်ကလေးဘာဖြစ်လဲဆီယမသိတယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ကလေးကလည်းအကြောင်းတက်ရတာပြောတယ်ပေါ့နော်ပြီးတော့သူ့ရဲ့သင်ကြားမှုမှာလည်းအဲ့ဒါကအများကြီးစိတ်အားပေါ့နော်အထောက်ပံ့ဖြစ်တာမဟုတ်လို့အဲ့ဟာလေးကတော့အမတော်တော်လေးအဆင်ပြေတဲ့သဘောကျမိပါတယ်ပေါ့ဟုတ်အမတို့ကအစာကလေးကတော့ကလေးကိုဒီ British curriculum နဲ့ပေါ့နော်သင်ကြားတဲ့ဒီအကြောင်းကိုရွေးဖို့ဆိုပြီးတော့ဆုံးဖြတ်တယ်သူကလည်းအဲ့ထဲမှာပဲပညာရေးကလည်းအဲ့ထဲမှာပဲလာတာပေါ့နော်ပြီးတော့ဒီအကြောင်းကိုရွေးပြတဲ့ဟာရဲ့အထဲမှာကဒီကလေးတွေပညာသင်ကြားရေးမှာလိုအပ်တဲ့ facility အပြည့်ရှိရလို့ထင်တယ်ပေါ့နော်ဒါကြောင့်မလို့အဲ့ဒီဟာလည်းအမတို့ဦးစားပေးရွေးချယ်ပြတဲ့အကြောင်းအရာတွေကတစ်ခုဖြစ်ပါတယ်ဟုတ်ဒါတော့တကယ်ကောင်းတဲ့အကြောင်းပါပဲဒါတော့အားလုံးပေါ့နော်စောက်ကတဲ့ကလည်းအကြောင်းအတွက်ရည်ရွယ်ပြီးစောက်တဲ့ building ဆိုတော့လေသူကတော်တော်လေးကောင်းပါတယ်ဒီအကြောင်းကတော့အဲ့ဒါကျွန်တော်တို့ရဲ့အတွေ့အကြုံလေးတွေ share လုပ်တာပေါ့နော်သူတို့ကျွန်တော်တို့ကြိုက်တဲ့ဟာနဲ့သူတို့ကြိုက်တဲ့ဟာနဲ့သူတွားရင်တော့လည်းဒီအကြောင်းကိုပို့ပြီးစိတ်ဝင်စားကြမှာပေါ့နော်ဒါတော့မိဘတွေကတယောက်တစ်မျိုးချင်းစီအကြိုက်တွေရှိကြမှာပေါ့အဲ့တော့ကျွန်တော်တို့အကြောင်းရဲ့အားသာချက်လေးတွေကျွန်တော်တို့သဘောကျတဲ့အချက်တွေခုနပြောခဲ့တဲ့ဟာလေးတွေဒါတွေကျွန်တော်တို့ sharing လုပ်ကြမှာပေါ့နော်ဒီအကြောင်းရဲ့အားသာချက်ပေါ့အဲ့ဒီဟာကတော့မိဘတွေအတွက်ဆိုလို့ရှိရင်တော့ဒီကလေးပညာသင်ကြားရေးအပိုင်းကတော့အမအထွေထူးပြောချင်မလို့ဘူးပေါ့နော်နောက်တစ်ခုကကျတော့အမဒီမှာသဘောကျတဲ့ဥစ္စာကဘာလဲဆိုတော့ဒီမိဘတွေတယောက်နဲ့တယောက်ရင်းနှီးပြီးတော့ရိုင်းပင်းရှိကြတာပေါ့နော်တခုဆိုလို့ရှိရင်လည်းပြောရဆိုရတာလွယ်တယ်ကလေးတွေအတွက်ကိုဦးစားပေးပြီးတော့အမတို့ကလေးတွေရဲ့ဖွံ့ဖြိုးရေးအတွက်ကိုပေါ့နော်အမတို့အကုန်လုံးအများကြီးဝိုင်းကူကြတာပေါ့နော်မနစ်ကဆိုလည်းအမတို့ကိုပြီးစီးရသွားတဲ့အချိန်မှာမိဘတွေတော်တော်လေးစီးလုံးတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကလေးတွေလည်းတော်တော်လေးအဲ့ဒါကြောင့်မလို့သူတို့ကြောင်းတက်ရတာပျော်တယ်ပေါ့နော်အမတို့လည်းကလေးတွေကိစ္စကိုဝင်ပြီးတော့လုပ်ရတာတော်တော်လေးအဆင်ပြေတယ်ပေါ့နော်အဲ့ဒီဟာလေးကြောင့်မလို့တကယ်လို့ကောင်းတဲ့အချက်ကလေးတွေ share ပါအောင်ဆိုလို့ရှိရင်အမအဲ့ဒီဟာလေးတော့စိတ်ထဲမှာမမက်ရအဲ့လိုမျိုးရှိနေပါတယ်ဟုတ်ညီမလေးဟုတ်